ကြောင်းပြီးတော့ကိုယ်ပဲကိုယ်စားကျောင်းစိတ်ကမှာညနေခဲ့ရပေါ့နော်အဲ့ဒီကနေပြီးတော့ကျောင်းစုပြောပြီးတော့အခု short term မှာလုပ်နေတယ်ပေါ့နော်အားတက်မှာပါတီရှေးကြောင်းပြချင်တယ်ပေါ့နော်ဒီမှာကိုဖြည့်ဖို့လည်းကိုယ်စားကျောင်းစိတ်ကောလာခဲ့တယ်နော်ကျောင်းမှာယောဂရှိဝကရှိတန်းတွေကိုလေ့လာပြီးနေတယ်ကျောင်းမှာမသိတာရှိနေတယ်ကျောင်းမှာကျတော့တကယ်ချင်းနေအကုန်လုံးကကျတော့ဒီတိုင်းဒီဆိုရင်မသိတာရှိနေရဲ့အားကြရင်ကြည်ကျင်နာနဲ့ဟိုသင်ပြရှင်းပြရတယ်ပေါ့နော်ကျောင်းရဲ့အတွေ့အကြုံတွေကိုကျောင်းရဲ့အတွေ့အကြုံတွေနဲ့ဒီအလုပ်မှာတုံးချတော့တော်တော်လေးကိုအသုံးဝင်နေပေါ့နာကမှာကျွန်တော်မှာသိနေတဲ့ကျွန်တော်မှာပညာသိနေတဲ့နာကကျွန်တော်သိနေတဲ့လူငယ်တွေပေါ့နော်လူငယ်တွေအကြံပေးချင်တာကကျတော့ကျွန်တော်မှာတော့စိတ်ကစိုးကပြန်မှန်းနေဆိုပေမဲ့ပေါ့နော်အရေးကြီးတာစိတ်ခေါ်ခြင်းနဲ့စိတ်တစ်ခုပဲကျွန်တော်မှဒီနေ့မင်းသားဆိုင်တွေကိုအရန်ကောင်းတဲ့အတွေ့အကြုံတွေရပါစေလို့ဆုတောင်းပါတယ်